မ်းမိုက်တဲ့သမီးရေသိလာတဲ့မျိုးလုံးနဲ့နှခမ်းလေးမြတ်ဖေးတဲ့ငါအတွက်ဟန်နေရှောက်လာတဲ့ခန္ဓာကိုယ်လမ်းလေးဥမဝင်းရှိကြမှာတလုံးလောက်ဖမ်းကျွေအားတဲ့ဒီနေ့ကစမ်းတဲ့ထုတ်ပြမယ်ဥရဲ့ဆွမ်းနေဝေါရမ်းနေတဲ့လုံးဝ